ဒီဗီဒီယိုကတော့ကျွန်တော်ရမကောင်းတဲ့အခြေအနေကိုပြင်ပြီးတော့ကောင်းတဲ့အခြေအနေကို challenge ခေါ်ပြီးတော့ဒီဆောင်မဲ့ဗီဒီယိုပဲဖြစ်ပါတယ်အားလုံးဝေးပြီပါခုကမိနစ်6နာရီပါခုကချင်းဝင်ပါရာသီဥတုက14 degree လောက်ရှိပါတယ်အဲကြောင့်ချင်းဝင် University မှာပြီးမလို့ပါချင်းဝင်မှာအခုကတော်တော်အေးနေပြီပေါ့နော်ညဆိုလို့ရှိရင်13-14လောက်ထိကြာပါတယ်အခုလည်းမိနစ်6နာရီပေါ့နော်14လောက်ရှိပါတယ်ဒါကတော့ချင်းမိုင်တက္ကသိုလ်ကရေကန်မှာကျွန်တော်မိနစ်တိုင်းဒီမှာပြေးပါမယ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရဲ့မကောင်းတဲ့အကျင့်တွေကိုပြင်ပြီးတော့ကောင်းတဲ့အကျင့်တွေကို challenge ခေါ်ပြီးတည်ဆောက်မဲ့ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးမကောင်းတဲ့အကျင့်ကကျွန်တော်ဘာပဲလုပ်လို့အဆုံးထိမရောက်ပါဘူးအဆုံးထိမရောက်ဘူးဆိုတာဥပမာကျွန်တော် video editor ဖြစ်ချင်တယ်တင်းတက်ကျွန်တော်တစ်ပတ်နှစ်ပတ်လောက်ပဲတက်ပြီးရင်အဆုံးထိမလုပ်ဘူးပေါ့နော်ပြီးတော့အများကြီးပေါ့နော် graphic designer တို့ပြီးတော့vlogger တို့ကျွန်တော်ဖြစ်ချင်တာအများကြီးရှိခဲ့ပေါ့နော်ဒါပေမဲ့ကျွန်တော်အဆုံးထိတစ်ခုမှမရောက်ခဲ့ပါဘူးအဲ့ဒါပထမဆုံးမကောင်းတဲ့ချက်ပေါ့နော်နောက်တစ်ခုကကျွန်တော်ပတ်စံနဲ့ပတ်သက်ရင်စီကံမရှိပါဘူးစီကံမရှိဘူးဆိုတော့ကျွန်တော်တစ်ပတ်မှာကျွန်တော်ရဲ့လစာ1800ရတယ်ဆိုရင်ကျွန်တော်1800လုံးဘယ်လိုမကုန်အောင်သုံးရမလဲဆိုတာအမြင်စဉ်းစားနေရပါဥမာ7-Elevenကိုကျွန်တော်ပတ်စံ100ပါသွားရဆိုရင်100လုံးပါကုန်အောင်သုံးရမလဲမကုန်ရင်ကုန်အောင်သုံးတဲ့အကျင့်ပေါ့နော်အဲ့လိုမျိုးဖြစ်နေပါတတိယတစ်ချက်ကတော့ယောက်ျားလေးတော်တော်များများဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းဆွဲလန်းနေမစပိတ်မစပိတ်ဆွဲလန်းတဲ့ပုံစံမျိုးဖြစ်နေအောင်ပေါ့နော်မကောင်းတဲ့အကျင့်ဥပမာတစ်ပတ်မှာအနည်းဆုံး6ကြိမ်တော့ဖြစ်နေဆိုတော့ကျွန်တော်မကောင်းမှန်းသိရပဲဒါပေမဲ့ပြင်လို့မရဘူးဗျာဒါပေမဲ့အခုကျွန်တော်ဒီအချက်ကိုလည်းပြင်ပါမယ်ဟိုတစ်လ2ကြိမ်3ကြိမ်ပေါ့ဒါကျမရေးရပါဒီလောက်တော့ကျမရေးရပါတော့ဒီအချက်လည်းကျွန်တော်ပြင်ပါမယ်ကောင်းတဲ့ကျင့်တွေတည်ဆောက်မယ်ဆိုတာပရမတ်တစ်ချက်မနေ့စောထားမယ်ပြေးမယ်ပြီးတော့မနေ့စားပြအောင်စားပါမယ်ပြီးရင်ကျွန်တော်အလုပ်လုပ်ရတယ်ပေါ့နော်အလုပ်ကမနေ့8နာရီကနေည8နာရီထိပေါ့နော်ဒါပေမဲ့အများနဲ့လုံးနေရတာမဟုတ်ပါဘူးကျွန်တော်ကြားထဲမှာအလုပ်မလုပ်ရတဲ့ချိန်တွေလည်းရှိပါတယ်ဒါပေမဲ့အဲ့ချိန်မနေမှာတော့ကျွန်တော်ဗီဒီယိုမြိုက်ပါဘူးကျွန်တော်တခုခုကျွန်တော်လေ့လာမယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျွန်တော် gym ဆော့ပါတယ်ကျွန်တော်လုပ်ပြီးရင် gym ကိုသွားပါတယ်gym ကကျွန်တော်9နာရီ10နာရီလောက်ထိဆော့တာပေါ့နော်ပြန်လာလို့ရှိရင်စားပြီးကျွန်တော်စားဖတ်ပါမယ်အနည်းဆုံးကျွန်တော်ဒီနေ့ကို15မိနစ်လောက်စားရအောင်ဖတ်ပါမယ်ပြီးတော့ညဘက်လည်းကျွန်တော်စောစောအိတ်နိုင်အောင်ကြိုးစားပါမယ်